စာအုပ်တွေညစ်ပေစွတ်ပြတ်သွားရင်တန်ဖိုးတိုင်းရုံချင်းပြရမယ်ဆိုစီကံထုတ်ပြီးသားတော့ အဲ့ဒါခင်ဗျတက်ညစ်ပတ်တာပဲမလျော်ပေးနိုင်ဘူးဗျာ မင်းမရောမင်းကတက်တည်ပြမယ်သူကဒီဆိုင်ရဲ့ဖောက်တယ်ပဲနိုင်စာအုပ်တွေကပုံနဲ့ဆွဲရုံချင်းပြရဆိုတာဟုတ်တယ်မလားသူပြောလိုက်ပါ 3 ယောက်ကပြောင်းလာတဲ့လူသစ်တွေထင်တယ် ဟုတ်ကဲ့ လိပ်စာလေးတိကျတော့ပြောပြီနော် ဟုတ်အိမ်နံပါတ်41 3ရက်ကွက်တစ္ဆာလည်းပါရကျေးဇူး စာအုပ်တွေဖတ်ပြီးကျွန်တော်သဘောကျတဲ့ဇာတ်လမ်းတွေရဲ့နောက်ကျောင်းမှာပုံလေးတွေဆွဲရတာကိုကြည်နပ်မိတယ်။စိတ်ကူးရင်ပြီးရှောက်ဆွဲထားတဲ့ပကြီးလေးတွေကိုတရားအောင်မြင်ပြုံးမိမလားဆိုတဲ့စိတ်နဲ့ပေါ့။ကျွန်တော်ဆွဲတဲ့ပကြီးတွေကိုတရားအောင်မြင်ပြုံးမိမလားဆိုတဲ့အတွေ့အကြတက်ဆင်အောင်မှာမှန်ကျွန်တော်အဲ့ဒီနေရာတီးလိုက်ရတယ်စာအုပ်တွေညစ်ပေစွတ်ပြတ်သွားရင်တန်ဖိုးတိုင်းရုံချင်းပြရမယ်ဆိုစီကံထုတ်ပြီးသားတော့ အခုကညစ်ပတ်တာစုပ်ပြေးတာမှမဟုတ်ပဲဟိုပုံလေးပဲဆွဲထားတဲ့ဟာ တိတ်ဆန်းအဲ့လည်းပါတယ် ခိုင်းလဲကျွန်တော်ဆွဲနေကြပါလေဗျာဘာမှမဖြစ်ပါဘူး ဟာခိုင်းဆွနေကြဟုတ်လားဟာငါဆော်ရီဘလောက်စွတ်ပြတ်သွားလဲမသိပါဘူးကွာဟဲ့မင်းနာမည်ခေါ်တယ် ရှိန် အေးမင်းနဲ့ငါနဲ့တော့တွေ့ပြီမင်းငါထားတဲ့စာအုပ်တွေကိုငါပြန်စစ်ပြီးတော့ပုံဆွဲထားတဲ့စာအုပ်တွေကိုမင်းပြန်ကျော်ပေးရမယ် ဟာအဲ့ဒါခင်ဗျတက်ညစ်ပတ်တာပဲမလျော်ပေးနိုင်ဘူးဗျာ မကြောက်ကြဘူးလားမင်းလောက်ထားမင်းကျော်ရမှာပေါ့ ခင်ဗျအဲ့ဒါတက်ညစ်ပတ်တာ ဟဲ့အောင်စီကံထုတ်ပြီးသားကွာ ဟာစီကနေမှပုံမဆွဲရဘူးလို့ပါမပါတာဗျာ ဟောနှွေရောက်လာပြီပဲမင်းမရောမင်းကတက်တည်ပြမယ်သူကဒီဆိုင်ရဲ့ဖောက်တယ်ပဲနှွေစာအုပ်တွေကပုံနဲ့ဆွဲရုံချင်းပြရဆိုတာဟုတ်တယ်မလားသူပြောလိုက်ပါဦး အဲ့လိုလုပ်ရင်ရော်ပေးရတယ်ဆိုပေမဲ့လည်း အေးကြားရမလားပေးရောကြီး ခင်ဗျလေဗျာအခုစားအောင်လာငါအဲ့လောက်ပတ်စံပါမပါတာဗျာ ဟဲ့မင်းမရောချိုးတမင်ညမ်းစင်းနေတာမလား ဟောကျွန်တော်မှတကယ်မပါလို့ပြောနေရဗျာ ငါမရောဘူးမင်းတမင်လောက်တာမဟုတ်လား ခတ်တာပဲဗျာ ဟိုခဏနေပါအောင်ဟိုစိတ်လျှော့ပါခုနကဟိုသူတကယ်ပတ်စံမပါလို့ဖြစ်မှာပါຫນွယ်ပဲသူ့စားရော်ပေးလိုက်ပါမယ်နော်ချော့ရပြီနော် ရပြီရပြီ ဘလို့လူလဲသူ့စားလဲရောပေးရသေးတယ်ကျေးဇူးတင်စကားတော့ပြောမသွားအောင်